ရှော်ဆက်ထဲကိုထက်လျှော်ခြင်းနဲ့ဆိုလို့ရှိရင်လျှော်လို့မရဘူးလားဆိုရပါတယ်ရှင်အခုဒီမှာရှိတဲ့မေတို့ဂျိတ်လေးတွေပေါ့နော်တန်ကြိုးလေးတွေကအရှင်လေးတွေအဲ့တော့ဒီကောင်လေးတွေကိုဖြုတ်မယ်ပြီးရင်ခါမှာရှိတဲ့ဒီလိုမျိုးတန်ကြိုးလေးတွေကိုဖြုတ်ပြီးတော့ဝစ်ရှော်ဆက်ထဲကိုထက်လျှော်လို့ရတယ်နော်ဒါပေမဲ့ဒီတိုင်းအကုန်လုံးထက်လျှော်လိုက်လို့ရှိရင်ဒီတန်ကြိုးတွေကကြတော့လေလိမ့်နာလိမ့်ပိန်နာပဲအဲ့လိုပုံစံမျိုးဖြစ်သွားမှာဆိုလို့နော်အဲ့တော့ဒီကောင်လေးတွေရဲ့ပုံစံလေးကိုမေတို့ချက်ပြပေးမယ်မေတို့မှာအနက်ရောင်လေးလည်းရမယ်နီညိုရောင်လေးလည်းနှစ်ရောင်လုံးရထားတယ်ပေါ့နော်အသားလေးကလေအရန်ကောင်းတယ်သူကလိုင်းစင်းသားဆိုပေမဲ့မေတို့ local မှာထွက်တဲ့လိုင်းစင်းပုံစံမျိုးမဟုတ်ဘဲနဲ့ PKK မှာထွက်တဲ့လိုင်းစင်းသားပေါ့နော်လိုင်းစင်းသားကိုအထူးအကျစ်လေးပါသူကဘာတွေကွာလဲဆိုလို့ရှိရင်မေတို့ဒီမှာကတ်တင်လိုင်းဒီမှာချုပ်ထားတဲ့ကတ်တင်လိုင်းလေးတွေကလေလုံးဝကိုချစ်ချစ်လေးလေးနဲ့တိတိတက်တက်လေးထုတ်ထားတာဘယ်နေရာမှာအမွာတွေလေလုံးဝပွာသွားတာမျိုးမရှိဘူးမေတို့အတွင်းလိုင်းလေးကိုလည်းပြမယ်အတွင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးဂုတ်စိတ်သားတွေအကုန်လုံးပါပြီးသားပေါ့နော်လုံးဝကိုအသား quality အရန်ကောင်းပါတယ်ရှင်သူကကြတော့မေတို့ model ပုံချပြပေးထားတဲ့အတိုင်းပဲစစချင်းတော့じゃဟဲ့ဒီလိုဘေးတစ်စောင်းကြီးဘာကြီးပါလေလို့ထင်နေရပါတော့တကယ်တမ်းကျတော့ဝစ်လိုက်တဲ့အခါလေးရောက်တော့တော်တော်လေးလာပါတယ်ရှင်ဒါကလက်နေရလေးခါးနေရလေးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ခါးချိတ်လေးပို့ပြီးတော့နော်ခါးလာလေးလှတဲ့သူဆိုလို့ရှိရင်တော်တော်လေးမိုက်တဲ့ဒီဇိုင်းလေးပါရှင်အဲ့တော့ဒီကောင်လေးကလည်းအနက်ရောင်ရမယ်မေသူစီမှာဒီကောင်လေးကကြတော့နီညိုရောင်လေးရမယ်ပေါ့နီညိုရောင်လေးကလေအပြင်မှာနီညိုရောင်လေးတကယ်ဇီးဘက်ကိုတောင်သွားတယ်တော်တော်လေးလှပါတယ်ရှင်ဒါလေးတွေကကြလေတစ်ထည်ကိုဘယ်လောက်လဲဆိုတစ်ထည်ကို2000ခွဲနဲ့ပဲရောင်းပေးထားပါတယ်ရှင်ဒါမျိုးဒီဇိုင်းတွေလိုချင်တယ်ဆိုလို့ရှိရင်လေမေသူချိုက်ထဲဆိုင်မှာပဲ install ရမယ်เนาะတော်တော်များများနေရာတွေမှာတစ်လ9သတင်းစောင်းရတာတကယ်တစ်လ9သတင်းเนาะဒါဟိုပို့နည်းနည်းလေးရော့ပြီးပြောရပဲရှိတယ်တချို့ဆို3-4လစောင်းရတာတွေရှိတယ်အဲ့လိုမျိုးဒီလိုမျိုးလန်းလန်းလေးတွေကိုလေမေသူချိုက်ထဲဆိုင်ကပဲ install ထားပြီးရောင်းပေးတယ်ပြီးလို့ရှိရင်လေလုံးဝလိုချင်မဲ့ပြီးရင် light မဲ့လမ်းမဲ့ဒီဇိုင်းလေးတွေကိုပဲတင်ပေးထားတာဖြစ်ပါတယ်ရှင်အဲ့တော့ install လိုချင်တယ်ဆိုလို့ရှိရင်เนาะကြောက်တိုင်ကွေးကမေသူချိုက်ထဲဆိုင်ကိုလာခဲ့ပါလို့ပြောချင်ပါတယ်ရှင်မေသူရဲ့အရင်ဆိုင်ဟောင်းနေရာလေးမှာပဲเนาะကြောက်တိုင်ကွေးမှာလုံးဝကိုအလန်းလေးတွေထပ်ပြီးတော့ရောက်ထားပြီးအဲ့တော့ night out ထွက်မဲ့သူတွေပြီးရင်လန်းလန်းလေးဝစ်ချင်တဲ့သူလေးတွေဆိုလို့ရှိရင်ဒန်ဆာသမားတွေ DJ တွေအဲ့လိုသမားလေးဆိုမေသူချိုက်တဲ့ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်အရင်ကြောက်တိုင်နေရလေးမို့လမ်းလေးလည်းမြင်တာတယ်လမ်းဘေးမှာကားတွေဆိုင်ကယ်တွေမရရဲဘူးမရှိပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့မေသူရဲ့လမ်းဘေးလေးကိုချရက်တယ်ဆိုလို့ရှိရင်လည်းမေသူတို့ရဲ့ဆိုင်လေးမှာအများနဲ့ကားတွေဆိုင်ကယ်တွေရက်ပြီးဝယ်နေချပါရှင်အဲ့တော့ကားတွေဆိုင်ကယ်တွေလည်းဘေးနားလေးချပြီးတော့ကတ်ရက်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်နော်အဲ့တော့ယုံကြည်စိတ်ချစွာလည်းမှာယူလို့ရပါတယ်ရှင်ရှမ်းရှိအကုန်လုံးပို့ပေးတဲ့တာချီလိုက်မိုင်းလာမိုင်းဆန်မိုင်းပြအကုန်လုံးပို့ပေးပါတယ်ရှင်ဒါမျိုးဒီဇိုင်းတွေကကြလေလူတိုင်းစီမှာတကယ်ကိုမရတာပေါ့နော်အဲ့တော့မေသူကတော့ install ထားပြီးတော့ရောင်းပေးနေပါတယ်ရှင်အဲ့တော့ယုံကြည်စိတ်ချစွာမှာလို့ရပါတယ်တကယ်လို့များမှာကွာ line မော်နေမှာချင်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်လေးတွေကိုမေသူရဲ့ account ထိပ်ဆုံးလေးမှာတင်ပေးထားပါတယ်ရှင်ဆိုင်လိပ်စာလေးတွေလည်းအကုန်တင်ပေးထားပါတယ်အဲ့တော့ယုံကြည်စိတ်ချစွာလာပြီးတော့မှာလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်